Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Plain Display ဖြစ်ပါတယ် Okay ကျွန်တော် game စပြီဆိုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တစ်ခေါက်အောင်ဖြစ်ပါတယ် Okay Minecraft မှာအကောင်းဆုံးလေးကတော့ဒီတစ်လို့ထင်တယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်အကြိုက်ဆုံးမို့လို့ပါ Okay wait what ဟိုဘာကြီးတော့ wait ဒါပုံမှန်ဝါတော့ဟုတ်ပါတယ်နော်တွားကြည့်အောင် let's go Okay ဒါမတင်ခါစရာပဲဗျဘာလဲမသိဘူးwait what ဘာကြီးတော့ဟိုမှာတိုးကောင်ရှိရဗျ Hello Mr. Sheep မြတ်တာတွေ့လားဘာကြီးတော့ဝေးမှာစာရေးထားရဗျတစ်ချက်သွားကြည့်အောင်channel number 147နဲ့ Okay first start Okay Okay လက်ဒါ remote ဒါ TV တင်နေဗျကျွန်တော်ဒါ remote Okay အောက်မှာကျွန်တော် remote ပေါ့နော်ပထမဆုံးကျွန်တော် start လုပ်နိုင်မယ် Okay ပြီးတော့1 4 7 Okay ရပြီဗျ Hello အားလုံးပဲမင်္ဂလာဗျကျွန်တော်ကတော့ Plain Display ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ရဲ့ face view ပေါ့နော်ပြီးတော့ကျွန်တော်ရန်ကုန်လည်းမရောက်သေးပါဘူးကျွန်တော်မြို့မှာပဲရှိသေးရပေါ့နော်ဒီဗီဒီယိုတင်နေဆိုတာလည်းကျွန်တော်ဘာမှမဖြစ်သေးဘူးပြီးတော့ကျွန်တော်ရှိသေးရဆိုတဲ့အကြောင်းလေးကျွန်တော်ပြောချင်တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီဗီဒီယိုကိုဘယ်မှာတွားတင်လဲဆိုတော့ကျွန်တော်တို့ဒီ Starlink တွေဘာတွေတက်ထားရဲ့ရုံးတွေပါရှိရပေါ့နော်အဲ့ရုံးတွေမှာကျွန်တော်အဲ့ရုံးမှာပေါ့ကျွန်တော်ဗီဒီယိုသွားတင်ဖြစ်ပါတယ်ဗီဒီယိုသွားတင်ဆိုပေမဲ့လည်းကျွန်တော်တို့ကဘယ်လိုပြောရမလဲဗျာဗီဒီယိုကိုကျွန်တော်တို့ကအိမ်မှာရိုက်သွားတယ်ပြီးတော့ကျွန်တော်တို့ edit ဗီဒီယိုမှာကျွန်တော်အိမ်မှာသွားပြီးတော့ဗီဒီယိုတင်တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ပြောချင်တာကကျွန်တော် template ဒီဗီဒီယို template ဗျာtemplate ကဘယ်လိုပြောရမလဲကြည့်ရစိုးရင်စိုးနေနေဘာလို့လဲဆိုတော့ကျွန်တော် line လည်းမရဘူးပြီးတော့ဘာ photo ဘာလောက်စရာမှ down စရာမရှိဘူးဗျာ down စရာမရှိအောင် down လို့မရဟို line လည်းမရဘူးဆိုတော့ဗျာပြီးတော့ကျွန်တော်တို့မျိုးကကျွန်တော် line ပြတ်နေတာ9လလောက်ရှိပြီပေါ့နော်9လမိပြတ်တာလည်း9လပေါ့အတူတူပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ဘယ်နှလပိုင်းလောက်ကလည်းမသိဘူးမိပြတ်သွားခဏလေးပါခဏလပိုင်းလားမသိဘူး2024ဟုတ်တယ်ဇူလိုင်ဂျွန်လားဂျူလိုင်လားမသိဘူးအဲ့လောက်တည်းကကျွန်တော် line ပြတ်သွားတာပေါ့နော်line ပြတ်သွားတာပြီးတော့မီးလက်ပြတ်သွားတယ်အဲ့တုန်းကကြတော့ကျွန်တော်တို့ကမီးပြန်လာမယ်အထင်နဲ့ပေါ့ကျွန်တော်မျှော်လင့်ချက်လေးနဲ့ကျွန်တော်နေခဲ့တယ် line လည်းပြန်ရမယ်ဆိုပြီးတော့ပေါ့ဒါပေမဲ့ line လည်းပြန်မရဘူးမီးလည်းမရတော့ဘူးပြီးတော့လမ်းလည်းကားလမ်းလည်းပိတ်သွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာကုန်းဈေးနှုန်းတွေလည်းအရင်ဈေးကြီးရယ်ပြီးတော့ကျွန်တော်ပြင်းစရာကောင်းတယ်ပေါ့ဘယ်မှသွားစရာမရှိဘူးလာစရာမရှိဘူးအိမ်မှာနေတနေကုန်ပြီးတော့ဘာမှလုပ်စရာမရှိဘူးကျွန်တော်တို့ဖုန်းနားရတဲ့ဗီဒီယိုကူဒီနားရတဲ့ဗီဒီယိုကူနဲ့ကျွန်တော်နေလာတယ်ကျွန်တော်4လ5လရှိပြီပြီးတော့ကျွန်တော်ပျောက်သွားတယ်တော်ကြာပြီပေါ့နော်ဘာလို့လဲဆိုတော့line မရလို့ပါကျွန်တော်2လကြိုပြီးတော့ကျွန်တော်ဗီဒီယိုလုပ်ခဲ့သေးရဗျဘာလို့လဲဆိုတော့ကျွန်တော် line ပြတ်အဲ့မီးပြတ်တုန်းကဗျာကျွန်တော် line တစ်ခါတည်းပြတ်သွားမှာမဟုတ်ဘူးမီးပြတ်တုန်းကကျွန်တော်တို့ line က9ရက်လာမသိရခဲ့9ရက်လား6ရက်လားမသိဘူးအဲ့လောက်ရခဲ့တည်းရဲ့အဲ့တော့ကျွန်တော်လည်းမတင်ခါတာနဲ့ကျွန်တော်2လလောက်ရကြိုပြီးတော့ဗီဒီယိုတစ်ပုတ်လုပ်ခဲ့ရပေါ့နော်ဒါပေမဲ့အဲ့ဗီဒီယိုမှာကျွန်တော် face view လုံးမယ်ဆိုပြီးတော့ပြင်လိုက်တယ်ဒါပေမဲ့ကျွန်တော် face view ကဗီဒီယိုမတက်လိုက်ဘူး post ပဲတက်သွားတယ်အဲ့တော့ကျွန်တော်ခုကျွန်တော် face view ပြန်လာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဘာမှမသိရဘူးပေါ့နော်ကျွန်တော်တို့ဘာမှမသိရဘူးကျွန်တော်တို့မြို့မှာနေတဲ့လူတွေဘယ်လိုပြောရမလဲဒီလိုမျိုးဗျာဆိုလာရှိတဲ့လူတွေမှာတော့ဒီဗီဒီယိုလေး TV လေးရှိရပေါ့ TV မှာသတင်းတွေပါကြည့်ဗီဒီယိုတွေပါကြည့်အဲ့လိုနေကြရပေါ့ဆိုလာမရှိတဲ့လူတွေကတော့ကျွန်တော်ညရောက်9နာရီ10နာရီဆိုရင်9နာရီ10နာရီတော့မဟုတ်ဘူးဗျ6ဖွဲ9လောက်ဆိုရင်ကျွန်တော်ထမင်းစားပြီးတင်အိတ်တိုက်ကြโอเคအဲ့တော့ကျွန်တော်ဒီဗီဒီယိုရိုက်တာကြည့်မယ်2025 3လပိုင်း29ဟုတ်တယ်အဲ့လောက်ရှိမယ်ကျွန်တော်ဒီဗီဒီယိုအဲ့နေ့ကကျွန်တော်ရိုက်တာပေါ့နော်ဒီနေ့ဆိုရင်2029 3လပိုင်း29ကျွန်တော်ဒီဗီဒီယိုဘယ်ချိန်မှသွားတင်မလဲလဲကျွန်တော်မသိဘူးတော့
ကျွန်တော်ရန်ကုန်လာဖို့တော့ရှိရဗျကျွန်တော်ရန်ကုန်ကိုကျွန်တော်တကြံမကြတကြံမတိုင်ခင်ဗျတကြံလဲကြာတော့မယ်တကြံကြာဖို့ကလည်းအများမလို့တော့April ဟွာဘယ်လိုပြောမလဲ April လ14လားမသိဘူးအဲ့လောက်ဆိုကျွန်တော်တကြံကြာပြီအဲ့တော့တကြံမကြမီကျွန်တော်ရန်ကုန်လာဖို့ရှိရယ်ရန်ကုန်လာပြီးကျွန်တော်ရန်ကုန်နေပါတော့မယ်ပြီးတော့ကျွန်တော်ဗီဒီယိုလဲဆက်ပြီးတော့တင်မယ်ပေါ့နော်ကျွန်တော်လည်းဆက်ပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ page ကဗျာကျွန်တော်ဗီဒီယိုမတင်တော့ကြာပြီပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုကဗျာ view လည်းအဲ့လောက်မတက်ဘူး view ကအများဆုံးအလွန်ဆုံးတက်ရင်ဗျာ300 400 500တခါလေ thumbnail ကောင်းရတော့ K လောက် 1K 2K ပေါ့အဲ့လောက်ပေါ့ဒါပေမဲ့အဲ့လောက်ကြည့်ရမှာတော့like ကမရဘူး like မရတော့ကျွန်တော်က like တွေမရဘူးပေါ့နော် like မရတော့ကျွန်တော်ကYouTube မှာ recommend ပြီးတော့မရဘူးအဲ့တော့တက်တဲ့သူစီမှာတက်တယ်လုံးဝမတက်ရှင်မတက်ဘူးပေါ့အဲ့တော့ကျွန်တော်ရဲ့ဒီ face review ကိုလည်းကျွန်တော် like လေးလုပ်ပေးခဲ့ကြပါအောင်ဗျ subscribe မလုပ်ရှင်နေဗျာကျွန်တော်တို့ like လေးတော့လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ video ကိုဗျာYouTube မှာတက်စီရှင်နေပေါ့ဘာလဲဆိုတော့ကျွန်တော်လည်းဒီ9လပိုင်းမဟုတ်4လပိုင်းပေါ့အဲ့လောက်ကြာရင်ကျွန်တော်ဗီဒီယိုပြန်တင်ဖို့ရှိပါတယ်အားမလားမအားဘူးလားတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါပေမဲ့အဆင်ပြေအောင်တော့တစ်ပတ်တစ်ပုတ်နှစ်ပတ်နှစ်ပုတ်အဲ့လောက်ပေါ့နှစ်ပတ်တစ်ပုတ်အဲ့လောက်တော့တင်ဖို့ရှိရဗျဘာလဲဆိုတော့ကျွန်တော်လည်းYouTube ဗီဒီယိုတင်ရှင်တော့ကြာပြီပေါ့နော်ဒါ line လည်းမရအောင်ပြီးတော့ကျွန်တော်တို့ကဒီမှာဗျာဟိုနားရတဲ့ offline game ဒီနားရတဲ့ offline game ကိုရင်းနဲ့ကျွန်တော်တို့အိမ်မှာဆော့ပြီးအိမ်မှာနေတွားကြလည်းမရှိဘူးအဲ့လိုမျိုးပဲနေလာတာ9လရှိပြီပေါ့ရအောင်တော့တမျိုးပြောင်းရှင်ပြောင်းအောင်ပေါ့နော်โอเคအဲ့တော့ပြောကြရတော့အများကြီးရှိရဗျဒါပေမဲ့ဘာပြောလို့ပြောမှမသိဘူးပြောကြရကတပုံကြီးဗျာဒါပေမဲ့ဘယ်လိုပြောလို့ပြောမှမသိဘူးဖြစ်နေတာဘယ်လိုပြောလို့ပြောမှစဉ်းစားကြည့်ရင်ဗျာဘရိုနေနိုင်ပါမလား line မရပဲ9လ6လ9လ6လထားလိုက်ပါတော့ဒါလ2လလောက် line မရပဲနေလိုက်တော်တော်လေးဆိုးရမှာကျွန်တော်တို့ကဒီမှာ4လရှိပြီဗျာ line မရပြီးတော့ကျွန်တော်ဗီဒီယိုမတင်ရလဲတော်တော်ကြာပြီဆိုတော့အဲ့အကြောင်းပြချက်လေးပါတယ်ဗျာပြီးတော့ကျွန်တော်တို့ကဒီ line ရတဲ့နေရာကဗီဒီယိုလာတင်နေဗျာကျွန်တော်တို့ကတည်ရမလား restaurant ရှိရကြမယ်အရေးကြီးရဲ့လူတွေကြတော့လာတုံးရဗျာအရေးကြီးရဲ့လူတွေကဒီတည်ရမလားဒီတခြားနေရာလူတို့တည်မေးပါမိတော့လာကြရဗျာလာကြတော့ကျွန်တော်လည်းသူတို့လည်း line သုံးရပဲဆိုကျွန်တော်လာသုံးကြည့်ဒါပေမဲ့အဆင်ပြေရဗျာနေတော့ဒါပေမဲ့ line မကောင်းတာလူများတော့ line မကောင်းဘူးဗျာ line မကောင်းဘူးအဲ့တော့ကျွန်တော်လည်းဒီဗီဒီယိုကိုကျွန်တော်ရအောင်မရောက်ခင်အထိကျွန်တော်တို့လူပြောရမယ်ဗျာပြောရှင်နေရတော့အများကြီးရှိရဗျာဒါပေမဲ့โอเคကျွန်တော်လည်းနောက်လည်းအားပေးကြပါအောင်လို့ကျွန်တော်ပြောရှင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီအရန်ဆူလာတဲ့ကျွန်တော်ရဲ့ညနေကြီးကိုလာပြီးတော့ပြနေရောဗျာဘယ်သူကြည့်ရှင်မလဲဟုတ်တယ်မလားအကောင်လုံးနှီးပါတော့ဗျာကျွန်တော် game ဆော့တာတွေဘာတွေပြပတော့ကြည့်ရှင်တာပေါ့ဒါပေမဲ့ကျွန်တော်ဘာမှမဖြစ်သေးတဲ့အကြောင်းကျွန်တော်လာပြဖြစ်ပါတယ်အဲ့တော့အလုံးပဲဘိုင်ပါတော့နောက်ဗီဒီယိုကြပြန်ကြည့်ကြပါမယ် okay see you